အားလုံးမင်္ဂလာပါချင်းလေးတစ်ပုဒ်အဖြစ်ကုံတော်ချီးမွမ်းချင်ပါတယ်ဆက်ရှင်ကောင်းမြတ်ပါတယ်ဝိညာဉ်တော်ဘုရားရဲ့မဆတ်ခြင်းကရုဏာကျေးဇူးတော်ကကျွန်တော်တို့အပေါ်မှာလုံလောက်လျက်ရှိနေတာဖြစ်တယ်တို့ဘုရားသခင်ဝိညာဉ်တော်ဘုရားရဲ့မဆတ်ခြင်းကရုဏာကျေးဇူးတော်အဖြစ်ချိန်တိုင်းနိုင်တိုင်းစက္ကန့်တိုင်းနေ့ရက်တိုင်းမှာကျွန်တော်တို့ဒီလုံခြုံစွာပြတ်တမ်းပြီးတော့အသက်ရှင်နေရတာဖြစ်တယ်ဘာငါမဟုတ်တော့ငါဥပစာတော်ရခါတကယ်ဆိုငါအတွင်းထဲမှာဥဆောင်သူတရှင်တော်ဝိညာဉ်တော်ဝိညာဉ်တော်ကေဝတီရာပြောင်းလေအတေးဖြစ်ပြီးတဆွမ်းနိုင်ခြင်းအလုံးစုံဝိညာဉ်တော်အဖြစ်ကျွန်တော်တိုင်းဖြစ်စေအာမင်အကောင်းတော်မရှိတော့ဘူးနေ့တိုင်းမှာဆောင်တော်ဝိညာဉ်တော်အဖြစ်ငါမဟုတ်တော့